ကျွန်တော်တို့ရောရှုအကြောင်းလေးပြောကြည့်အောင်ရောရှုရဲ့ဘဝဖြတ်သန်းမှုကတရားညီကိုမောင်နှမနဲ့တော်တော်တူလိမ့်မယ်မောရှိလက်ထက်မှာမပြီးပြတ်ခဲ့တဲ့ဒီတာဝန်ကြီးတစ်ခုလုံးကိုရောရှုတာဝန်ယူပေးရတော့မယ်သူရှိရခေါင်းဆောင်တွေနဲ့မျိုးဆက်တစ်ခုလုံးကဘုရားစကားကိုယုံကြည်ခြင်းမရှိခဲ့ကြဘူးနားမထောင်ခဲ့ကြဘူးဒါကြောင့်ခါနန်ပြည်ကိုအရောက်မသွားနိုင်ခဲ့ကြဘူးအဲ့ဒီမပြီးပြတ်တဲ့မျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်နဲ့ရှေ့ရည်ကရောရှုရဲ့ပခုံးပေါ်ကိုရောက်ရှိလာတည်တည်လေးတော့မဟုတ်ခဲ့ဘူး pressure တွေအထက်လိုက်ပြီးနေမှာလုံးဝသိကြတယ်ဒီအချိန်မှာပဲဘုရားသခင်ရဲ့စကားကတိုက်ရိုက်ရောက်လာရောရှုမောရှိနဲ့အတူငါရှိတဲ့ကဲ့သို့ငါမင်းနဲ့အတူရှိမယ်မကြောက်နဲ့စိတ်မပြတ်နဲ့အာယူ၍ရဲရင်ချင်းရှိပါဒီချိန်မှာယောရှုကကြောက်ရွံ့ဆိုးရင်နေတယ်ဆိုတာသိကြပါတယ်ဆိုတော့သူဘာကိုကြောက်ရွံ့ဆိုးရင်နေရလဲပေါ့နော်ဒီလူမျိုးနယ်စုတစ်ခုလုံးကိုသူကဥဆောင်ပြီးတော့ဂျော်ဒန်မြစ်ကိုဖြတ်ခါမယ်ဖြတ်ပြီးရင်ခါနန်ပြည်ကိုသူကအရောက်ပို့ပေးရမယ်အရောက်ပို့ရုံပဲလားဆိုတော့မဟုတ်သေးဘူးပေါ့နော်အဲ့ဒီကနေမြေတွေအကုန်ဒီဘကိုတိတ်ယူပြီးတော့အမွေအဖြစ်နဲ့ပြန်ပေးရမှာပေါ့နော်အဲ့ဒါကကလေးကစားစရာကိစ္စတော့မဟုတ်ဘူးအသက်တွေဘဝတွေသွေးတွေချူးရည်ရင်းပြီးတော့ကြိုးစားပြီးတော့တိုက်ကမယ်တိုက်ပွဲဖြစ်နေဆိုတော့ခေါင်းဆောင်တယောက်အနေနဲ့သူစိုးရင်ပူပန်နေပါတယ်တရားညီကိုမောင်နှမကြီးလည်းယခုရင်ဆိုင်နေရတဲ့အခြေအနေကြက်တဲမှုတွေ pressure တွေပေါ့နော်ဘုရားသခင်ကောင်းကောင်းနားနေတယ်ဘုရားသခင်ကအရှိကနေသွားနေပါတယ်ဘုရားသခင်ကမောရှေနဲ့အတူရှိတဲ့ကဲ့သို့ယောရှုနဲ့လည်းအတူရှိခဲ့ပါတယ်ဘုရားသခင်ကယောရှုနဲ့အတူရှိတဲ့ကဲ့သို့ဒီနေ့လည်းကျွန်တော်နဲ့အတူရှိနေတဲ့ဘုရားဖြစ်ပါတယ်ဘုရားသခင်ကမောရှေနဲ့ပင်လယ်နီကိုနှစ်ချမ်းခွဲစီတဲ့ကဲ့သို့ယောရှုနဲ့လည်းဂျော်ဒန်မြစ်ကိုထောက်ဝက်ခွဲစေတဲ့ဘုရားသခင်ဖြစ်ပါတယ်ဘုရားသခင်ကမောရှေနဲ့အတူစစ်တိုက်တဲ့ကဲ့သို့ယောရှုနဲ့လည်းအတူတူစစ်တိုက်ပေးခဲ့တဲ့ဘုရားဖြစ်ပါတယ်စစ်ပွဲကတားပြင်းထန်တော့တဲ့အခါမှာယောရှုဆူတောင်းတဲ့အတိုင်းဘုရားသခင်ကနေနဲ့လာကိုတော့ရက်တန့်ပေးခဲ့တဲ့ဘုရားဖြစ်ပါတယ်ယောရှုရဲ့လက်နှစ်ဖက်နဲ့စစ်တိုက်လို့မလောက်ခဲ့လို့ခေါင်းငယ်ကနေမိုးသီးတွေနဲ့ပါစစ်ကူပေးခဲ့တဲ့ဘုရားသခင်ဖြစ်ပါတယ်တကယ်တမ်းယောရှုအကြောင်းကိုကျွန်တော်တို့သိချာပြန်ကြည့်မယ်ဆိုရင်ဒီစစ်ပွဲကာလတစ်လျှောက်လုံးဘုရားခင်ကိုယ်တိုင်ပဲအစအလယ်ဆုံးဝင်ရောက်တိုက်ခိုက်ဖြည့်ရှင်းပေးတာပါဆိုတော့အာယူရင်ချင်းရှိပါမကြောက်နဲ့စိတ်မပြတ်နဲ့ဆိုတဲ့စကားကဒီလိုအဓိပ္ပာယ်ရပါတယ်ဒီစစ်ပွဲကိုငါကိုယ်တိုင်ဝင်တိုက်မယ်ဆိုတော့ယောရှုမင်းငါနဲ့တူလိုက်ခဲ့ပါလို့ပြောနေတဲ့ဘုရားရဲ့စကားဖြစ်ပါတယ်ငါကိုယ်တိုင်တိုက်မယ်မင်းငါနဲ့လိုက်ခဲ့ဆိုတဲ့စကားမျိုးဆိုပို့ပြီးတော့မှန်ပါလိမ့်မယ်ဒီတော့ဘုရားကအရှိကသွားတယ်ယောရှုကယုံကြည်ခြင်းနဲ့အနောက်ကနေခြေလန်းလန်းတယ်သူခြေလန်းလန်းတော့ဘာဖြစ်လဲဂျော်ဒန်မြစ်ကနှစ်ချမ်းစပြီးတော့ကွဲပါတယ်ဘုရားကရှေ့က instruction ပေးတဲ့အတိုင်းလူတွေကအနောက်ကနေနာခံခြင်းနဲ့မြို့ကိုပတ်တယ်ဂျေရီခေါမြို့ရိုးတွေတစ်ခုလုံးပြူကျသွားတယ်ဒီမှာလည်းတစ်ခုတော့ကျွန်တော်ပြောရအောင်မယ်လူဘက်ကနေတက်နိုင်သမျှအားသွန်ခွန်ဆိုင်ပြီးတော့ energy အပြည့်နဲ့ပွဲထွက်ရမှာပါအချောင်ခွန်နေလို့မရဘူးတကယ်တော့ဒီလိုအခြေအနေမျိုးမှာယောရှုတို့စီမှာမြို့ကိုတိုက်ဖို့မပြောနဲ့မြို့ကိုဖျက်ကူးဖို့တော့မှလေတစည်းအလုံးလောက်မရှိခဲ့ကြပါဘူးခေတ်ကောစနစ်ကောအဆဆရရခါနန်တိုင်းနဲ့ရှင်လိုက်ရင်အကုန်နောက်ကျကျန်ရနေတဲ့လူမျိုးစုဖြစ်ပါတယ်သူတို့မှာဖះကလွယ်ပြီးတော့ဘာမှမပြည့်စုံမလုံလောက်ကြပါဘူးဒီလိုဆင်းရဲသားနောက်ဆုံးပိတ်ဆုံးအခြေအနေအောက်ဆုံးမှာကြံရစ်နေတဲ့သူတွေအတွက်ယောရှုမဆာကြံရဖွင့်ကတိတ်ကိုခွန်အားရစရာကောင်းပါတယ်မကြောက်နဲ့စိတ်မပြတ်နဲ့မောရှိနဲ့အတူရှိတဲ့ကဲ့သို့ငါမင်းနဲ့အတူရှိမယ်
ဆိုတော့ကရှင်းနေတာပဲဘုရားသခင်လှုပ်ပေးနိုင်တာတေချာလို့သူဖြည့်ရှင်းပေးနိုင်တာတေချာလို့သူပြောတဲ့ဂတိစကားဖြစ်ပါတယ်ဘုရားလှုပ်ပေးနိုင်တာကိုတေချာတယ်ဆိုပြီးတော့ကျွန်တော်ထိုင်ဆောင်နေလို့မရပါဘူးကိုယ့်ဘက်ကနေခြေလန်းလမ်းရပါတယ်ယုံကြည်ခြင်းနဲ့ခြေလန်းလမ်းရပါတယ်ခြေလန်းလမ်းမှာပဲပင်လယ်ဟာနှချမ်းကွဲတာပါခြေလန်းလမ်းလေပင်လယ်ဟာကွဲလေပါပဲဘုရားသခင်ကတော့ကျွန်တော်ရဲ့ခြေမကိုလာမပေးမှာမဟုတ်ပါဘူးကိုဟာကိုပဲကိုခြေလန်းကိုလမ်းရမှာပါဂျေရီခေါမြို့ကလွဲရင်ကျန်တဲ့တိုက်ပွဲတွေအားလုံးကကိုယ့်ရဲ့သွေးနဲ့ချွေးနဲ့အင်းနဲ့အားနဲ့တိုက်ရတဲ့တိုက်ပွဲတွေဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့တိမ်ပိုက်လို့ရတဲ့တိုက်ပွဲတွေမရှိတော့ယုံကြည်ခြင်းနဲ့ခြေလန်းပြီးတော့တိုက်ယူရတဲ့တိုက်ပွဲတွေပဲရှိပါတယ်ဆိုတော့ကနောက်ဆုံးမှာဘာဖြစ်လဲနောက်ဆုံးမှာဘုရားသခင်ကယောရှုကိုရန်သူတွေရှေ့မှာစပွဲကိုခင်းရတဲ့အခွင့်ကိုပေးရခဲ့ပါတယ်ဒီတော့ဒီနေ့ကျွန်တော်တို့ရဲ့တိုက်နေရတဲ့တိုက်ပွဲတွေကဘာတွေဖြစ်မလဲဆက်လက်ပြီးတော့ဘုရားသခင်နဲ့အတူတိုက်ပွဲဝင်မှာအောင်မြင်ခြင်းကရှိနေပါ